အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ဇော်ကြီးခဲမြပါโอเคဒီနေ့မှာတော့ဗောနော်ကျွန်တော်မနေ့ညဘလူးတယောက်ကကျွန်တော်ကိုဒီလိုမျိုးလေးလာပြောထားတယ်ဗျသူပြောထားတဲ့ပုံစံဗောနော်limited skin တွေကိုကျွန်တော်တို့ဗောဗျဝယ်လို့မရဘူးဒါပေမဲ့ကျွန်တော်ဝယ်လို့ရအောင်လုပ်တဲ့နည်းရှိရဲ့တကယ်တော့တော်တော်မိုက်ရဗောနော်တော်တော်ဂုံးလို့ကောင်းတဲ့နည်းလေးဗျကျွန်တော်လိုက်ဆန်ကြည့်လို့ရလို့မို့ကျွန်တော်ပြန်ပြီးမျှဝေပေးတာဖြစ်တယ်ဗျညုတ်ကြီးတို့အနေနဲ့ဗောနော်ထုံးစံတိုင်းမှာကျွန်တော်အခုဒီဗီဒီယိုလေးကိုမစခင်ဗောဗျကျွန်တော်ရဲ့သင်တန်းလေးကိုကျွန်တော်လာပြီးတော့ကြော်ညာထပ်ဝင်တာပါဗျဒိုင်းမွန်ရောင်းနည်းတွေ RC ဆွဲနည်းတွေပေါ့နော်ပြီးရင် RC ကားတဲ့နည်းတွေရောဗျာကျွန်တော်တောက်လျှောက်တင်ပေးထားရဗျာ YouTube မှာဗီဒီယိုတင်မှာဆိုရင် thumbnail လောက်တဲ့နည်းတွေရောပေါ့နော်အဲ့ဒါတွေရောကျွန်တော်တောက်လျှောက်ပေါ့နော်ကျွန်တော်တင်တန်းထဲမှာတင်ပေးထားရဗျာအဲ့တင်တန်းတွေအားလုံးကိုစုပေါင်းမှာတစ်ခုတည်းကိုဗျာတင်တန်းတွေအားလုံးကိုတစ်ခုတည်းကိုပေါင်းတက်အောင်ပါဗျာအဲ့ဒါကိုကျွန်တော်ကမြန်မာငွေ1000နဲ့ကျွန်တော်တင်ကြပေးနေဖြစ်တယ်ဗျာတကယ်လို့စိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်ရဲ့ Telegram မှာလာခဲ့ပါဗျာဟုတ်ကဲ့ဒါဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်โอเคဒါဆိုကျွန်တော်အရင်ဆုံးပြမယ်ပေါ့နော်ကျွန်တော် limited skin တွေက diamond နဲ့ဝယ်လို့မရဘူးပေါ့ဗျာအဲ့ထက်မှာကျွန်တော် funny valentine ကိုကျွန်တော်အရင်ပြပေးမယ်ဗျာ funny valentine diamond နဲ့ဝယ်လို့မရဘူးပေါ့နော်ညိုကြီးတို့တစ်ချက် show လိုက်ဗျာအဲ့မှာကျွန်တော်အောက်မှာပေါ့နော်အချိန်ကန့်သက် event ဆိုပြီးကျွန်တော်အတိုင်းမှာပေါ်နေတဲ့ diamond နဲ့ဝယ်လို့မရဘူးပေါ့နော်โอเคကျွန်တော်ဘယ်လို diamond နဲ့ဝယ်လို့ရအောင်လုပ်မလဲဒါလေးကျွန်တော်တစ်ချက်ထပ်ကြည့်မယ်ဗျအရင်ဆုံးကျွန်တော်တို့ကပေါ့နော်streaming လုပ်တဲ့နေရာရှိရဗျာအဲ streaming လုပ်တဲ့နေရာမှာကျွန်တော် like ကြည့်ရမှာပေါ့နော် like တွားကြည့်ရမှာခါမှာကျွန်တော်တို့ funny ကိုရွေးလိုက်မယ်ဗျာhero များတဲ့မှာကျွန်တော် funny ကိုရွေးမယ် funny ကိုရွေးပြီးရင် funny မှာ like လွှင့်နေတဲ့လူတွေရှိရဗျာအဲ့ထဲမှာကျွန်တော်တယောက်ကိုထောက်လိုက်မယ်တယောက်ကိုထောက်ပြီးရင်ကျွန်တော်အရင်ဆုံးသူ့ရဲ့ profile နဲ့ကိုအရင်တွားကြည့်မယ်ဗျာဘာလို့မသူ့ရဲ့ profile နဲ့တွားကြည့်လဲဆိုကျွန်တော်တို့သူ့မှာပေါ့နော်funny အဲ့ second ရှိလာဗျာ funny valentine second ရှိလာတော့ဝင်ကြည့်တာဗျာကဲသူ့ကြည့်ရတော့ရှိမဲ့ပုံပဲဗျာ funny favorite hero ဗျာ animation second တောင်ရှိရဆိုမှ valentine free ရရဆိုတော့လုံးဝရှိတယ်ဗျာโอเคသူ့စီမှာ valentine second ရှိရဆိုတော့ကျွန်တော်သူ့ live stream ကိုဝင်ကြည့်လိုက်မယ်ဗျာအဲ့လိုမျိုးပဲပေါ့နော်ကျွန်တော် live stream ကြည့်မဲ့အခါမှာအဲ့သူ့ရဲ့ profile နဲ့ကိုဝင်ကြည့်ဗျာဝင်ကြည့်ပြီးလို့ရင်ကျွန်တော်တို့လိုချင်တဲ့ second ရှိတယ်ကျွန်တော်လိုချင်တဲ့ second ရှိလို့ရင်ဝင်လာကြည့်လိုက်တော့သူ့ရဲ့ live stream ကိုဝင်ကြည့်လိုက်တော့ဗျာโอเคဒါဆိုကျွန်တော်သူ့ရဲ့ live stream ကိုရောက်ပြီနော် live stream ရောက်တဲ့ခါမှာကျွန်တော်တို့ကဘေးမှာအဲ့ short ပုံစံလေးရှိရဗျာ second တွေပါညာဝယ်လို့ရရပေါ့နော်အဲ့ short ပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ဗျာအဲ့လိုနှိပ်တာလို့ရင်ကျွန်တော်တို့က funny valentine second ရဲ့လုံးဝကို diamond နဲ့ဝယ်လို့ရညိုကီတို့တွေ့ပြီးဖြစ်တယ်ဗျာအဲ့မှာကျွန်တော်အသေးလေးပြီးလို့ရရပေါ့နော်အသေးလေးပြီးလို့ရတဲ့အပေါ်မှာ short လေးရှိရအဲ့ short လေးကိုဝင်နှိပ်ကြည့်လိုက်မယ်ကျွန်တော် funny valentine second ရဲ့ diamond နဲ့ဝယ်လို့ရနေပြီဗျာတော်တော်မိုက်တယ်ပေါ့နော်โอเค funny တကောင်နဲ့လာဆိုတော့မဟုတ်ဘူးအခုကျွန်တော်စမ်းကြည့်ရဆိုရင်ကလောက်လဲရရပေါ့နော်အဲ့ကလောက်တယ်မို့ကျွန်တော်တို့တခြားအချိန်တွေဗျာအခုက Luna Festival အချိန်ဆိုတော့ကြာတော့ကျွန်တော်တို့ Luna Festival second တွေကိုခုချိန်တော့ diamond နဲ့ဝယ်ရရပေါ့နော်diamond နဲ့ဝယ်မရတဲ့အချိန်တွေမှာကိုကလိုချင်တယ်ဆိုလို့ရင်အခုနေ့တိုင်းပဲလုံးလို့ရတယ်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်အဲ့ချောင်း epic skin တွေချောင်း7 skin တွေဝယ်လို့ရလာတယ်ကျွန်တော် like ဆန့်ပြပေးမယ်ဗျဟုတ်ကဲ့ဒါဆိုကျွန်တော်စောစောကလိုပဲပေါ့နော် live stream ကြည့်မဲ့နေရာကိုသွားရမယ်ဗျာ live stream ကြည့်မဲ့နေရာရောက်ကျွန်တော် hero များတဲ့ဝင်ပါဗျာ hero များတဲ့ဝင်ပြီးတော့ကျွန်တော်ချောင်းပဲရွေးလိုက်ပဲပေါ့နော်ချောင်းရွေးပြီးကျွန်တော်ထိတ်ဆုံးကကျွန်တော်တို့မြန်မာချောင်း player ပေါ့နော်ကျွန်တော်ဝင် show လိုက်တယ်ဗျာโอเคသူ့ကိုအကောက်ကျွန်တော်ဝင်ကြည့်တာပေါ့နော်အမချောင်း epic တွေလည်းရှိသေးရဗျာသူဒီမှာချောင်း epic ရှိဆိုတော့ကျွန်တော်ချောင်း epic တွေများဝဲရမလားကျွန်တော်သွားပြီးဆက်မယ်โอเคဒါဆိုကျွန်တော် game နဲ့ရောက်ပြီဗျာshort လေးကိုတစ်ချက်နှိပ်လိုက်မယ်ဗျာစောစောအတိုင်းပဲကျွန်တော် short ကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုကျွန်တော်ဘာ skin မှပေါ်မလာဘူးဗျာချောင်း epic တယ်မို့ချောင်းစတန်းလည်းမပေါ်ဘူးပေါ့နော်ဘာ skin မှဝယ်လို့မရဘူးဗျာโอเคအဲ့ဒီအတွက်ကြောင့်မို့ပေါ့နော်ကျွန်တော်တို့ဝယ်လို့ရတဲ့ skin တွေကတက်ကိုရှိတယ်ဗျာဘယ် skin တွေပဲဝယ်လို့ရလဲဆိုရင်ကျွန်တော်တို့ valentine skin တွေပေါ့နော် valentine skin တွေရဲ့Luna Festival skin တွေရဲ့ပေါ့ဗျာအဲ့ skin တိုက်နှစ်ခုပဲကျွန်တော်တို့ဝယ်လို့ရရဗျာအဲ့ limited ထဲရပေါ့နော်ကျန်တဲ့ဟာတော့ဝယ်လို့မရဘူးဗျာဘာဖြစ်လို့လဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ကျန်တဲ့ဟာတော့ဝယ်မရအောင်အဲ့နှစ်ခုကတော့ပြောရမှာဆိုကျွန်တော် back error ပုံစံမျိုးဗျာ back error တက်နေပုံစံမျိုးโอเคဒါဆိုရင်တော့တော်တော်ကြီးကိုမိုက်သွားပြီပေါ့တကယ်လို့ခုချိန်မှာလိုချင်နေတဲ့လူတွေပေါ့နော် valentine second တွေလိုချင်နေတဲ့လူတွေတခါခုချိန်တက်ပြီးကောက်ဝယ်လို့ရတယ်ဗျာအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ